အိမ်တလုံးဆိုတာလူတွေရဲ့ပိုင်ဆိုင်မှုတွေထဲမှာအရေးပါတဲ့ပိုင်ဆိုင်မှုတစ်ခုလို့ဆိုရမှာပါအချို့အိမ်တွေကတော့ပိုင်ရှင်ရဲ့ဂုဏ်သိက္ခာစီးပွားရေးအောင်မြင်မှုနဲ့အိမ်ဆောက်လုပ်ပုံအလှပကိုပြသပေးတဲ့အံ့ဩဖွယ်အဆောက်အအုံတွေဖြစ်ပါတယ်2026ခုနှစ်တွင်ကမ္ဘာပေါ်မှာတဝီတယောက်ကပိုင်ဆိုင်ထားတဲ့ဈေးကြီးမားဆုံးအိမ်ဆယ်လုံးကိုတင်ဆက်သွားမှာဖြစ်ပါတယ်တစ်ဆက်မှာတော့အမေရိကန်နိုင်ငံဘီလီယံနာဘေးဂိတ်ပိုင်ဆိုင်ထားတဲ့အမေရိကန်နိုင်ငံဝါရှင်တန်ပြည်နယ်ကဒေါ်လာတန်း125တန်ဇာနာတန်အိမ်တော်ဖြစ်ပါတယ်။ဇာနာတန်အိမ်ဟာမြေအောက်မှာတဘာဝဆန်ဆန်ဆောက်ထားတာဖြစ်ပြီးနောက်ဆုံးပေါ်စမတ်နည်းပညာတွေနဲ့ဆောက်ထားတဲ့အိမ်ဖြစ်ပါတယ်။နံပါတ်9နေရာမှာတော့ UK နိုင်ငံလန်ဒန်မြို့မှာတည်ဆောက်ထားတဲ့ကယ်စီတန်ဥယျာဉ်အိမ်ယာကြီးဖြစ်ပါတယ်။ပိုင်ဆိုင်သူကတော့ဣရိယာနိုင်ငံသားလာရှမီမီအားဖြစ်ပြီးဒေါ်လာတန်း222တန်အိမ်တော်ကြီးဖြစ်ပါတယ်။ကယ်စီတန်ဥယျာဉ်အိမ်ယာကြီးဟာအထူးလမ်းမကြီးတစ်ခုပေါ်မှာတည်ရှိပါတယ်။နံပါတ်10နေရာမှာတော့ဒေါ်လာတန်း195တန်ပါလာဆုံးဒီမော်ဘေဗာလီဟီဖြစ်ပြီးကြီးမားတဲ့ခန်းမတစ်ခုနဲ့ကားလုံး90အထိရနားနိုင်တဲ့ကားပါကင်ပါဝင်ပါတယ်။တည်ရှိတဲ့နေရာကတော့အမေရိကနိုင်ငံကယ်လီဖိုးနီးယားမြို့ဖြစ်ပြီးလက်ရှိပိုင်ဆိုင်သူကတော့ဂျက်ဖီဖြစ်ပါတယ်။နံပါတ်9နေရာမှာတော့အီရာရီနဲ့ပိုင်ဆိုင်တဲ့အမေရိကန်နိုင်ငံနယူးယောက်မြို့မှာရှိတဲ့ဟော်ဖေဗီဘောင်လူခေါ်တဲ့အိမ်တော်ကြီးဖြစ်ပါတယ်။တန်ဖိုးကတော့ဒေါ်လာတန်း248ဖြစ်ပြီး63အေးကခြံကျဲအိတ်ခမ်းပေါင်း49ခန်းအိမ်သာပေါင်း39ခန်းနဲ့ကိုအိုင်မီယာပေးဆက်ပါဝင်ပါတယ်။နံပါတ်6နေရာမှာတော့လာရီအဲလီဆန်ပိုင်ဆိုင်တဲ့အဲလီဆန်အိမ်ယာဖြစ်ပါတယ်။အဲလီဆန်အိမ်ယာဟာကယ်လီဖိုးနီးယားမြို့မှာတည်ရှိပြီးဒေါ်လာတန်း300တန်ဖိုးရှိကဂျပန်စတိုင်ဒီဇိုင်းနဲ့အဆောက်အအုံရေကန်တူးနဲ့လက်ဖက်ရည်ဆိုင်များပါဝင်ပါတယ်။နံပါတ်9နေရာမှာဒေါ်လာတန်း390တန်ရှိတဲ့ပြင်သစ်နိုင်ငံက Les Palais Bouss အိမ်တော်ကြီးဖြစ်ပါတယ်။အနာဂတ်ဒီဇိုင်းစတိုင်နဲ့ဆောက်ထားတာကြောင့်နာမည်ကြီးရဲ့အိမ်လေးဖြစ်ပါတယ်။နံပါတ်4နေရာမှာတော့ပြင်သစ်နိုင်ငံမှာတည်ရှိတဲ့ယူကရိန်းဘီလီယံနာရီနက်အာမတ်တို့ပိုင်ဆိုင်ထားတဲ့ဒေါ်လာတန်း450တန်ဘီလာလက်ဆက်ထရီအိမ်တော်ကြီးဖြစ်ပါတယ်။19ရာစုကလေးကဆောက်ထားတာဖြစ်ပြီးပန်းချံများနဲ့ပတ်ဝန်းကျင်အလှပကြီးများပါဝင်ပါတယ်။နံပါတ်3နေရာမှာတော့အမေရိကနိုင်ငံLos Angelesမြို့မှာတည်ရှိတဲ့ဒဝန်းယန်ဘယ်အဲအိမ်တော်ကြီးဖြစ်ပါတယ်။ပိုင်ဆိုင်သူမှာရီချက်ဆက်ဟိုင်ယာဖြစ်ပြီးတန်ဖိုးအဖြစ်ဒေါ်လာတန်း900ခန့်နဲ့အင်ကန်ပေါင်း42ခန်းကိုပိုင်နိုက်ကလပ်နဲ့မြို့တစ်မြို့လုံးကိုမြင်နိုင်တဲ့ view များပါဝင်ပါတယ်။နံပါတ်2ကတော့ပြင်သစ်နိုင်ငံရီဗိုင်ယာမြို့မှာတည်ဆောက်ထားတဲ့ဗီလာလီယိုဘိုရန်ဖြစ်ပါတယ်။ဘရာဇီးနိုင်ငံသားလီလီဆာဖရာကပိုင်ဆိုင်ထားပြီးတန်ဖိုးအဖြစ်ဒေါ်လာတန်း950ခန့်ရှိကပန်းချံကြီးများနဲ့သမိုင်းဝင်အလှပတွေကြောင့်နာမည်ကြီးပါတယ်။ပထမနေရာမှာတော့အိန္ဒိယနိုင်ငံသားနဲ့အိန္ဒိယနိုင်ငံရဲ့အချမ်းသာဆုံးပုဂ္ဂိုလ်ဖြစ်တဲ့မူကတ်အမ်ဘာမီပိုင်ဆိုင်ထားတဲ့မူပိုင်းမျိုးကအန်တီလာတိုက်ဖြစ်ပါတယ်။အန်တီလာကလူချင်းအိမ်မဟုတ်ပဲ28ထက်အဆောက်အုံကြီးဖြစ်ကတန်ဖိုးအဖြစ်ဒေါ်လာ1ဘီလီယံခန့်ရှိပြီးရေကူးကန်များခက်မှတ်များနဲ့အချိန်ပြည့်ဝန်ထမ်း900ကျော်ရေးပါဝင်တဲ့တိုက်ကြီးဖြစ်ပါတယ်။